ခုကျွန်တော်တို့ပေါ့နော်ဒီမှာ1 2 3 4 5 6 9 10 နော်7ရက်လို့ပြီးတာပါနော်7ရက်လို့ပြီးတာလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်အရင်တော့အလုပ်နေကြတိုင်းပဲကျွန်တော်တို့ဒီမှာဒီပင်းလေးကိုယူမယ်ယူပြီးတော့ဒီမှာပေါ့နော်ဒီထဲကိုတိတ်ပေါ့နော်တပင်းကျော်လေးတွေအဲ့လိုလေးပဲနော်ဒါဆိုဒါချုပ်တာပေါ့ချင်းကိုပေါ့နော်ခိုင်အောင်လို့ပေါ့နော်နည်းနည်းလေးဒါချုပ်ပြီးတာပါအဲ့လိုလေးနော်ဒီမှာအဲ့လိုလေးထည့်ပေးပါနဲဒါကိုလည်းနော်အစိမ့်ဘက်ကိုလည်းအဲ့လိုလေးပဲဒီမှာနော်ပို့ပြီးတော့ခိုင်အောင်လို့ပေါ့နော်နည်းနည်းလေးချုပ်ပေးတာပါအဲ့လိုလေးပေါ့နော်အဲ့လိုလေးချုပ်ပေးပါနော်ဒီမှာနေတိတ်တွေကပေါ့နော်ကိုကတ်ထားမလို့ဆိုလို့ရှိရင်အဲ့တိတ်ကလေးကိုပြန်ခွာပြီးတော့လော့အတဲနေရာလေးမှာပေါ့နော်ပြန်ကတ်ပေးပါနော်ကပြန်ပြောဒီမှာနော်အဲ့လိုလေးပဲနည်းလေးစီချုပ်ပြီးလိုက်အောင်ပါပဲမလွတ်ရင်တိတ်ကလေးတွေပြန်ခွာပေါ့နော်အကုန်လုံးတော့ခွာမပစ်ပါနဲ့နည်းလေးပေါ့နော်ပြန်ထိမ့်ပြီးမှသူကမထိမ့်လို့ရှိရင်နည်းလေးပေါ့နော်ကျဲကုန်မှာဆိုလို့ပါနည်းထိမ့်ပြီးပေါ့နော်တိတ်ကလေးပြန်ကပ်ပေးထားပါဒါကြီးအဲ့ဒါဆိုရင်ဒါကတော့ပေါ့နော်ဒီလိုလို့မရဘူးဒါလေးကိုဒီလိုသိမ်းရပါတော့အဲ့လိုပဲပေါ့နော်အကုန်လုံးကိုလိုက်သိမ်းပါသိမ်းပြီးဆိုလို့ရှိရင်နော်အကုန်လိုက်သိမ်းမယ်သိမ်းပြီးဒီစိတ်ကိုလည်းကျွန်တော်တို့ဖြုတ်လိုက်မယ်ပေါ့နော်ဖြုတ်ပြီးကျွန်တော်တို့အဲ့တိုင်းပဲဒီဘက်ကိုလည်းပေါ့နော်ကျွန်တော်တို့တိတ်ဖြုတ်မယ်ဖြုတ်ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီမှာဘက်ကိုလည်းကျွန်တော်တို့ဒီမှာအခုလိုမျိုးလေးပေါ့နော်တို့ပြန်သိမ်းပါမယ်ဒီမှာနော်ဟုတ်ပြီနော်အဲ့တိုင်းလေးပဲတပတ်လေလုံးကိုကျွန်တော်တို့ပေါ့နော်အဲ့လိုလေးတပတ်လေလုံးအဲ့လိုမျိုးလေးပေါ့နော်တပင်းကျော်စီလိုက်သိမ်းပေးရမှာပဲဖြစ်ပါတယ်